မင်္ဂလာပါဒီဗီဒီယိုကတော့တက်တော့အကောက်ကိုဂျပန်လူချင်းအကောက်ဖြစ်အောင်ဖွင့်တဲ့နေဗီဒီယိုဖြစ်ပါတယ်ဂျပန်လူချင်းအကောက်ဖွင့်ဖို့အတွက်ဂျပန်နိုင်ငံကိုတော့သွားရမလို့ပါဘူးဝိပင်လည်းခံရမလို့ပါဘူးလွယ်လွယ်လေးပါပဲဂျပန်လူချင်းအကောက်ဖွင့်ဖို့အတွက် Gmail အသစ်တစ်ခုတော့ဖွင့်ထားရပါမယ် Gmail အကောက်ဖွင့်ဖို့အတွက်ဆက်မပြေးတဲ့မိတ်ဆွေများက comment မှာစာရေးထားပေးခဲ့ပါလက်စော့ဖြစ်ဖွင့်ပေးပါမယ်ပြီးတော့လက်ရှိသုံးနေတဲ့ TikTok အကောက်ကို log out လုပ်ထားရပါမယ်ဂျပန်လူရဲ့ကောက်ဖွင့်ပြီးမှပြန်ဝင်လို့ရပါတယ်ဆိုတော့ TikTok application နဲ့ဝင်ပေးလိုက်ပါလက်ရှိသုံးနေတဲ့အကောက်ကို log out လုပ်ဖို့အတွက် profile ထဲကိုသွားလိုက်ပါအပေါ်ကမြင်သူကြောင်းကိုနှိပ်ပေးလိုက်ပါပေါ်လာတဲ့ screen မှာအောက်စုက setting and privacy ကိုဆက်နှိပ်ပေးလိုက်ပါဒီ screen မှာကအောက်စုက log out ကိုနှိပ်ပေးလိုက်ပါlog out ကိုနှိပ်လိုက်ရင်ပေါ်လာတဲ့နေရာကို log out ကိုဆက်နှိပ်ပေးလိုက်ရင်တော့လက်ရှိသုံးနေတဲ့အကောက်ကထွက်သွားမှာဖြစ်ပါတယ် Gmail အကောက်တစ်ခုလည်းရပြီလက်ရှိသုံးနေတဲ့အကောက်ကိုလည်း log out လုပ်ပြီးပြီဆိုရင်တော့ဂျပန်လူချင်းအကောက်ဖွင့်ဖို့အတွက် profile ကိုဆက်နှိပ်ပေးလိုက်ပါဒီလိုပေါ်လာရင်တော့ log in ကိုနှိပ်ဝင်ပေးလိုက်ပါဒီ screen မှာကမြားပြထားတဲ့စင်အားကိုနှိပ်ပေးလိုက်ပါအကောက်ဂျပန်လူချင်းဖြစ်အောင်ဒီစကွန်မှာအဓိကရေးကြည့်ဆိုအချက်ကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်အမြန်လို့ပြီးကြီးမေးအကောက်ကိုသွားမချေလိုက်ပါနဲ့မြားပြထားတဲ့ထိုင်းလန်းဆိုတာကိုနှိပ်ပေးပါထိုင်းကနေပြီးအကောက်ပက်တာဖြစ်လို့ထိုင်းလန်းလို့ပြနေတာပါမြန်မာကနေကောက်ွက်တယ်ဆိုရင်တော့မြန်မာလို့ပြနေပါလိမ့်မယ်ပြနေတဲ့နိုင်ငံအမည်ကိုနှိပ်ပေးလိုက်ပါနှိပ်လိုက်လို့ပေါ်လာတဲ့ဒီစကွန်မှာဂျပန်ကိုရွေးပြီးတော့နှိပ်ပေးလိုက်ပါပြောင်းလိုက်တဲ့နိုင်ငံကိုပြန်ကြည့်လိုက်ပါထိုင်းလန်ဆိုတဲ့နေရာမှာဂျပန်ဖြစ်သွားပါပြီအရေးကြီးဆုံးချက်ဖြစ်ပါတယ်ဒါဆိုရင် Gmail ချစ်လို့ရပါပြီ Continue with Google ကိုဆက်နှိပ်သွားပေးလိုက်ပါဒီနေရာမှာက Gmail အကောင့်တိတ်ကိုရွေးပြီးတော့နှိပ်ပေးလိုက်ပါနှိပ်လိုက်တာနဲ့ login လုပ်နေပါပြီအောက်ကနေ့ကိုဆက်နှိပ်သွားပေးလိုက်ပါဒီစကွန်မှာက Gmail ရဲ့ password ကိုထည့်ပေးလိုက်ပါထည့်ပြီးပြီဆိုရင်တော့နေ့ကိုဆက်နှိပ်သွားပေးပါဒီစကွန်မှာကမွေးတက်ကလေးကိုထည့်ပေးရပါမယ်အသက်16နဲ့ကျော်အောင်ထည့်ပေးလိုက်ပါရွေးပြီးပြီဆိုရင်တော့အောက်က continue ကိုဆက်နှိပ်သွားပေးပါဒီစကွန်မှာကကိုတိုးချင်တဲ့အကောင့်နာမည်ကိုရေးထည့်ပေးလိုက်ပါမိုးလို့ပေါ်ပြနေတာက Gmail နာမည်ကိုပြနေတာပါကိုတိုးချင်တဲ့နာမည်ကိုရေးထည့်ပေးပြီးပြီဆိုရင် continue ကိုဆက်နှိပ်သွားပေးပါဒါဆိုရင်တော့ဂျပန်လူရဲ့အကောင့်ရသွားပြီဖြစ်ပါတယ်ပြန်သွားစစ်ကြည့်လိုက်ပါမယ်အောက်က profile ကိုနှိပ်ပြီးပေါ်ကမြင်းသိုးကြောင်းကိုနှိပ်ဝင်ပေးလိုက်ပါပေါ်လာတဲ့ screen မှာ setting and privacy ကိုနှိပ်ပေးလိုက်ပါပေါ်ဆိုးကအကောက်ကိုနှိပ်ပြီးပေါ်လာတဲ့ screen မှာကအကောက် information ကိုဆက်နှိပ်ပေးလိုက်ပါဒီ screen မှာကအကောက်လူချင်းနေရာမှာဂျပန်လို့ပေါ်ပြနေပါပြီဒါဆိုရင်တော့ TikTok ဂျပန်လူချင်းအကောက်တစ်ခုရပါပြီဖြစ်ပါတယ်ဆက်မပြေတဲ့ချက်များရှိရင် comment မှာစာရေးထားပေးခဲ့ပါမိတ်ဆွေတို့အဆင်ပြေကြပါစေ Thank you.